မင်္ဂလာပါဒီချက်နာမည်ကတော့ Honey လို့ခေါ်ပါတယ်ဒီချက်ကတော့ Honey ချင်း Korea Language Center မှာ Korea စာကိုသင်ကြားပေးနေတဲ့ဒီချက် Honey ပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ slide လေးကိုသွားကြမယ်နော်ဟုတ်ပါပြီဒီနေ့က first day လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးတော့မတင်ပါဘူးเนาะအများကြီးတော့မတင်ဘူးမိတ်ဆက်ရုံလောက်လေးပဲပေါ့နော်ဒီလေးတွေကိုမိတ်ဆက်မယ်ပြီးတော့ဒီလေးတွေဘယ်နှလုံးရှိတယ်တရလေးတွေဘယ်နှလုံးရှိတယ်ဒါလေးတွေပေါ့နော်ဒီရဲ့ structure လေးပေါ့နော်ဒီဝါကြဖွဲ့စည်းစာပုံလေးတွေကဘယ်လိုရှိရဲဆိုတဲ့ဟာလေးကိုအကြံတင်ပြောပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ slide လေးကိုမြင်ရတယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့တင်မှာတော့ basic Korean နဲ့ Gicho Hangugo ဖြစ်ပါတယ်เนาะဒီထဲမှာသင်သွားမယ် content လေးတွေထဲမှာဘာလေးတွေပါလဲဆိုရင်ပထမဦးဆုံးအနေနဲ့အခြေခံကြီးတွေတရတွေအသက်တွေသင်မှာဖြစ်ပါတယ်အခြေခံကြီးတရအသက်တွေဆိုတာကတော့မြန်မာစာမှာလည်းပါပြီးသားပေါ့နော်မြန်မာစာမှာကာကြီးခါခွေးကနေပြီးတော့စပြီးတော့သင်ရသလိုမျိုးပဲကိုရီးယားစာရဲ့ကာကြီးခါခွေးကိုစသင်ရမယ်ကြီးတွေပေါ့နော်ပြီးရင်တရလို့ခေါ်တဲ့အနောက်ကနေပြီးတော့ support လုပ်ပြီးတဲ့အတန်လေးပေါ့နော်အဲ့ဒီဟာလည်းသင်ရမယ်ပြီးတော့အသက်လို့ခေါ်တဲ့နောက်ဆုံး pattern ဆိုတဲ့ဟာလေးကိုလည်းသင်ရမယ်ပေါ့နော်ဒါလေးကိုတဖြည်းဖြည်းသင်ပြီးသွားတဲ့နောက်ကျရင်ဘာလေးတွေပါမလဲဆိုတော့ number လေးတွေပေါ့နော်နံပါတ်လေးပါမယ်ပြီးရင်အခြေခံမိတ်ဆက်ခြင်းဟလားကိုရလို့အညောအားစေရောကိုဘယ်လိုပြောလဲမနာတော့ဘန်ကောရောဒီလိုမျိုးကိုဘယ်လိုပြောလဲပေါ့နော်ဒါလေးတွေကိုသင်ပေးမယ်ပြီးရင်နောက်ဆုံးအနေနဲ့နေသွဲတွေအချိန်ကြီးပေါ့နော်ဒါလေးတွေလည်းသင်ပေးသွားမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့ဒါဆိုရင်ပထမဦးဆုံးအနေနဲ့အခြေခံကြီးတရအသက်ကိုစပြီးတော့သွားကြည့်မယ်နော်ဟုတ်ပြီအဲ့ဆိုရင်ကိုရစာကိုသင်တဲ့အခါမှာကိုရစာကိုမသင်ခင်ကိုရဲ့မြန်မာစာကိုအရင်စဉ်းစားကြည့်နော်မြန်မာစာကိုအရင်စဉ်းစားကြည့်ပဲမြန်မာစာမှာဆိုရင်ဒီမှာရေးပေးထားတယ်ဖြီးရဲ့တရရဲ့အသက်ရဲ့ဒီသုံးခုပေါင်းမှစကလုံးတစ်လုံးဆိုတာဖြစ်ပေါ်လာပါတယ်တဲ့နော်။ဘာလေးပေါင်းရမလဲဖြီးရဲ့တရရဲ့အသက်ရဲ့ဖြီးတရအသက်ဒီသုံးခုကိုပေါင်းမှစကလုံးတစ်လုံးဆိုတာဖြစ်ပေါ်လာတယ်တဲ့ဟုတ်ပြီနော်။ဟုတ်ပြီဒါလေးက notes လေးတွေလိုက်မှတ်ထားခြင်းလည်းရတယ်။ဒါမှမဟုတ်ဒီလိုမျိုးကြော်ပြီးပြောရတဲ့ခါကျရင်ဗီဒီယိုလေးကို pause လုပ်ပြီးတော့ screenshot လေးရိုက်ထားလို့လည်းရတယ်ပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုတော့ကိုရီအရင်ကငယ်လေးတော့သင်ခဲ့တဲ့ကာကြီးခါဝေခါငင်ခါကြီးသိရမလားဒါလေးတွေကိုဖြီးလို့ခေါ်တယ်နော်ဟုတ်ပြီဖြီးဘယ်နှလုံးရှိတယ်လို့သိတယ်ဖြီးဘယ်နှလုံးရှိတယ်ကိုယ့်ကိုစဉ်းစားကြည့်မြန်မာနိုင်ငံမှာမြန်မာစာမှာကာကြီးခါကိုကာကြီးကနေပြီးတော့အထိဖြီးဘယ်နှလုံးရှိတယ်လို့ထင်ပါတယ်လေဟုတ်ပါတယ်ဒီကတော့စုစုပေါင်း30မှာ3လုံးရှိပါတယ်เนาะဒါလေးကတော့မှတ်ထားဟုတ်လားဘူးတူတာဖြစ်ပေမဲ့ကိုရတွေကမေးနေလားမင်းတို့ရဲ့မြန်မာစာမှာဖြီးဘယ်နှလုံးရှိတယ်အဲ့လိုမေးတဲ့ခါကျရင်ကိုယ်မသိဘူးဆိုရင်ဒါအဆင်မပြေသေးဘူးဟုတ်လားเนาะအဲ့လိုဆိုတော့ဒါလေးသိထားရမယ်ဟုတ်ပြီပြီးရင်ဖြီးပြီးတဲ့ခါကျရင်တရဆိုတဲ့ဟာလေးတောင်းမယ်ပေါ့နော်တရကကြတော့ဘာလေးလဲဆိုတော့ရေးချာတို့ဝစ်စနှလုံးပေါက်တို့အောက်ကမြင်းတို့နောက်ပြည့်တို့ဝါဆွဲတို့တဝေထူးတို့နော်ဒါတွေအကုန်လုံးကိုပေါင်းပြီးတော့တရလို့ခေါ်တယ်နော်အဲ့လိုဆိုတော့ဒီတရတွေကလည်းစုစုပေါင်း14လုံးရှိပါတယ်နော်ဒါလေးတွေကိုမှတ်ထားပါမယ်ဖြီးက33လုံးရှိတယ်မြန်မာစာမှာပေါ့နော်တရက14လုံးရှိတယ်ပြီးအသက်ဆိုတဲ့ဟာလေးတွေကိုကြည့်မယ်ဆိုရင်ပတ်သက်တို့ပတ်သက်တို့တပ်သက်တို့ထပ်သက်တို့နတ်သက်တို့ဒါလေးတွေရှိမယ်ပေါ့နော်ဟုတ်ပါပြီအဲ့လိုဆိုတော့ဒီသုံးခုပေါင်းမှာတဲ့မြန်မာစာမှာကစကားလုံးတွေဖြစ်ပေါ်လာတယ်တဲ့နော်အဲ့လိုဆိုတော့ကြည့်ကြည့်အောင်နော်ဒီခဲနာမည်က Honey ဟုတ်လား Honey ဆိုတဲ့ဟာလေးကိုပဲအရင်ဦးစားပေးပြီးတော့example လေးအနေနဲ့ကြည့်ကြည့်မယ်နော်ဟုတ်ပြီအဲ့လိုဆိုတော့ဟာနတ်တဟန်နားငယ်လုံးကြီးတင်ဆန်ခတ်နီဟုတ်ပြီဟာဒီပါလေးလေကာကြီးခါဝေးထဲမှာပါတဲ့အတွက်ကြောင့်ဘီးလေးဟုတ်တယ်နော်ဘီးလေးဖြစ်ပါတယ်ပြီးရင်ဘာလေးနဲ့ပေါင်းထားလဲဆိုတော့နောက်သက်လေးနဲ့ပေါင်းထားတယ်အသက်လေးဖြစ်မယ်ပြီးရင်နောက်တစ်ခုဒီနားငယ်ဒီလည်းဘီးထက်လာမယ်လုံးကြီးတင်ဆန်ခတ်ဒီတရလာမယ်ဟုတ်ပြီပြောချင်တာကဖြီးပြီးရင်အသက်လာလို့လည်းရတယ်အသက်ပြီးရင်ဖြီးထက်လာလို့ရတယ်ဖြီးပြီးရင်တရထက်လာလို့ရတယ်အဲ့လိုဆိုတော့တချို့ဟာတခြားနာမည်တစ်မျိုးရေးကြည့်မယ်ပေါ့နော်တခြားနာမည်ဘာရှိမလဲဥပမာဆိုရင်ထက်ဆိုတဲ့ဟာရှိမယ်ထက်ဆိုတဲ့ဟာရှိမယ်ထက်ဆိုရင်လည်းထပ်စင်ဒူးဒီဖြီးဖြစ်ပါမယ်ဟုတ်တယ်နော်ကတ်တက်ဒီအသက်ဖြစ်ပါမယ်ပြီးတော့ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့စကလုံးတစ်လုံးဖြစ်သွားပြန်ဟုတ်ပြီနောက်တစ်ခုဘာရှိမလဲဆိုတော့မျိုးဆိုတဲ့ဟာလေးကြည့်အောင်မျိုးဆိုတဲ့ဟာလေးကြည့်အောင်မျိုးမှာဆိုရင်လေမဆိုတဲ့ဖြီးရှိရယ်ရပ်ပင့်ဆိုတဲ့တရပြန်လာတယ်ပြီးလုံးကြည့်တင်ဆိုတဲ့တရနောက်တစ်ခုရှိပြန်တယ်ပြီးတချောင်းတင်တရထက်ရှိအောင်မယ်ဝိဆနှလုံးပေါင်းတရထက်ရှိအောင်မယ်အဲ့ဆိုတော့စစ်စုပေါင်းတရကဘယ်နှလုံးလောက်လဲတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးလောက်ရှိတယ်ဟုတ်လားအဲ့ဆိုတော့ပြောချင်တာကမြန်မာစာမှာကဖြီးနဲ့တရနဲ့အသက်ဆိုတာကဖြောင်းတောက်လာလို့ရတယ်ဖြီးပြီးလဲတရလာလို့ရတယ်တရပြီးလဲအသက်လာလို့ရတယ်အသက်ပြီးလဲတရပြန်လာဖြီးပြီးနဲ့အသက်လာအဲ့လိုမျိုးဖြောင်းတောက်လာလို့ရတယ်နော်ဒါတွေကကိစ္စမရှိဘူးသူတို့မှာကမြန်မာစာမှာကဒီလိုမျိုးဒီဖြီးပြီးရင်တရလာရမယ်ဆိုတော့အဲ့လိုနည်းဘယ်လိုပြောမလဲ rules မရှိဘူးစီကံမရှိဘူးပေါ့နော်စီမင်းစီကံမရှိဘူးဒီတိုင်းကြောက်တောက်လာလို့ရတယ်ကြောက်တောက်ဆက်လို့ရတယ်ပေါ့နော်ဒါပေမဲ့မြန်မာစာနဲ့ကွဲပြားသွားပဲကိုရီးယားစာမှာကတော့ဖြီးပြီးရင်တရလာရတယ်တရပြီးရင်အသက်လာရတယ်နော်ဖြီးပြီးရင်တရလာရပါတယ်တရပြီးရင်အသက်လာရပါတယ်အဲ့လိုဆိုတော့ဖြီးဒီပထမနံပါတ်1တရဒီနံပါတ်2အသက်ဒီနံပါတ်3
ဒီတက်နှစ်3အတိုင်းဒီအစီအစဉ်အတိုင်းနဲ့သွားရပါတယ်ဒါကတော့သူတို့ရဲ့စီမင်းစည်းကမ်းလေးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကြည့်နေတဲ့သူတွေကဘာလေးရေးထားမလဲဆိုတော့ကိုရီးယားစာကိုရီးယားစကားလုံးကိုရီးယား alphabet တွေကိုဘယ်လိုခေါ်လဲဆိုတော့ hangul လို့ခေါ်တယ် hangul HANGEUL hangul လို့ခေါ်တယ်ကိုရီးယားလိုတော့ဒီလိုရေးရပေါ့နော်အဲ့ဒါလေးကိုလိုက်မှတ်ထားမယ်သူ့ရဲ့အောက်မှာခီအပေါင်းစရအပေါင်းအသက်ဒီအစီအစဉ်တိုင်းတွားရပါတယ်ဆိုတဲ့ဟာလေးကိုစတားလေးပြပြီးတော့မှတ်ထားမယ်နော်အဲ့ဒါလေးမှတ်ထားပေးပါအဲ့ဒါလေးအခုရေးပေးပါပေါ့နော်အဲ့ဒါလေးအခုရေးပေးပါဟုတ်ပြီအဲ့ဒါလေးရေးပြီးသွားပြီဆိုတဲ့အခါကျရင်သူ့မှာရေးသားပုံရေးသားနည်းပေါ့နော်ကိုရီးယားစကားမှာဒီလိုမျိုးအစီအစဉ်တိုင်းပဲလာရတယ်ဆိုတော့သူ့မှာရေးသားပုံရေးသားနည်းကကန့်သက်ထားတယ်ပေါ့နော်နှစ်ခုပဲကန့်သက်ထားတယ်ဒါကတော့ပုံစံနံပါတ်1ဒါကပုံစံနံပါတ်2ဆိုပြီးတော့1ရယ်2ရယ်ဆိုပြီးတော့နှစ်မျိုးကန့်သက်ထားတယ်ပုံစံနံပါတ်1မှာဆိုရင်ဒီလိုမျိုးလေး3ပိုင်းလေးပိုင်းထားတယ်ဟုတ်လားပထမတစ်ပိုင်းမှာဗာလေးရေးရလဲဆိုတော့ဖြီးရေးရပါတယ်ဖြီးရဲ့ဘေးနားမှာဗာလေးရေးရလဲဆိုတော့တရကိုရေးရပါတယ်ဖြီးနဲ့တရနဲ့အလဲတက်တဲ့အောက်မှာဗာလေးရေးရလဲဆိုတော့အသက်လေးကိုရေးရပါတယ်ဒါပုံစံနံပါတ်1ဒါပုံစံနံပါတ်1ဟုတ်ပြီနော်ပုံစံနံပါတ်2ဒီဖြီးရဲ့အောက်မှာတရလေးလာပါတယ်တရရဲ့အောက်မှာအသက်လေးလာပါတယ်ဒါပုံစံနံပါတ်2ဖြစ်ပါတယ်နော်2ဖြစ်ပါတယ်ဟုတ်ပြီအဲ့လိုဆိုတော့ပုံစံနံပါတ်1ဒီဖြီးရဲ့ဘေးနားမှာတရရေးတယ်ဖြီးနဲ့တရနဲ့အလဲတက်တဲ့အောက်မှာအသက်ကိုရေးတယ်ပြီးတော့ပုံစံနံပါတ်2ဒီဖြီးရဲ့အောက်မှာတရရဲ့အောက်မှာအသက်ကိုရေးပါတယ်တဲ့နော်ဒါလေးကတော့ပုံစံနံပါတ်1ပုံစံနံပါတ်2ဒီလိုမျိုးလေးမှတ်ထားပေးပါနော်ဒါလေးကိုဒီကရေးထားသလိုမျိုးလေးအထဲထဲမှာပါတဲ့ဟာလေးတွေကိုလည်းလိုက်ပြီးတော့ရေးထားပေးပါလိုက်ပြီးတော့ရေးထားပေးပါနော်ဟုတ်ပြီအဲ့ဒါလေးကိုအရင်ဆုံး stop လေးလုပ်ပြီးတော့ရေးထားပေးပါဒီကျနောက်တစ်ခုကိုဆက်ပြီးတော့သွားပါနော်ဟုတ်ပါပြီဒါလေးပြီးသွားပြီဆိုတဲ့အခါကျရင်ဟုတ်ပြီကိုရီးယားစာကိုဘယ်သူကနေပြီးတော့စတင်ခဲ့တယ်ဆိုတဲ့ဟာလေးဘူးတုဒအနေနဲ့ပြောပေးမယ်ပေါ့နော် knowledge အနေနဲ့ပြောပေးမယ်ဟုတ်ပြီဒီလူကြီးကိုမြင်မှုကြတာတော့မသိဘူးကိုရီးယားသားတွေထဲမှာတစ်ခါတလေပါတယ်ပေါ့နော်ပါတဲ့ဒီမင်းကြီးပေါ့နော်ကိုရီးယားစာကို1443ခုနှစ်မှာဆဲကျုံဒေဝမ်လို့ခေါ်တဲ့ချင်းဆဲကျုံပေါ့နော်ဆဲကျုံမင်းကြီးကနေပြီးတော့တည်ထွင်ခဲ့ပါတယ်တဲ့နော်ဒါလေးတွေကမှတ်ထားတင်တယ်နော်ကိုရီးယားစာကိုဘယ်သူကနေတည်ထွင်ခဲ့လဲဆိုတဲ့ဟာလေးကိုမှတ်ထားတင်တယ်ကိုရီးယားမေးတဲ့ခါကျရင်ပြန်ပြောလို့ရတာပေါ့နော်ဘူးတုတာရှိတယ်ဘူးတုတာများတယ်ဆိုတော့ပြန်ပြောလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုကကြတော့ဗာလေးလဲဆိုတော့ကိုရီးယားစာကိုတဲ့အဲ့မင်းကြီးอ่ะပေါ့နော်အဲ့ဒီချိန်တုန်းကကိုရီးယားစာတွေကမရှိဘူးကိုရီးယားစာကိုမပြောတတ်ဘူးပေါ့နော်မပြောတတ်တဲ့အတွက်ကြောင့်မို့လို့ကိုရီးယားစာကိုသူကစပြီးတော့တည်ထွင်ခဲ့တယ်သူကတည်ထွင်ခဲ့တဲ့အချိန်မှာကိုရီးယားစာအလွယ်ဆုံးနည်းနဲ့ဖြစ်အောင်တည်ထွင်မယ်ဆိုပြီးတော့3ခုကိုအခြေခံပြီးတော့တည်ထွင်ခဲ့ပါတယ်ဒီအလုံးလေးရယ်ဒီလေးတောင်လေးရယ်ဒီအချောင်းလေးရယ်ပေါ့နော်ဒါလျှောင်းလိုက်အချောင်းလေးရယ်ထောင်လိုက်အချောင်းလေးရယ်လို့ခေါ်မှာပေါ့နော်ဒီ3ခုကိုသူကနေပြီးတော့အခြေခံပြီးတော့တည်ထွင်ခဲ့တယ်အဲ့လိုဆိုတော့ကိုရီးယားစာကိုကြည့်တဲ့အခါကျရင်တခြားဘာသာတွေနဲ့မတူဘဲနဲ့သူကဟာလေးတွေပဲဖြစ်နေတတ်လဲဆိုတော့အချောင်းလေးတွေပဲတုတ်ချောင်းလေးတွေများနေနော်တချို့လူရီးယားစာတို့တချို့တရုတ်စာတို့ဂျပန်စာတို့လို့မဟုတ်သူကတုတ်ချောင်းတွေကိုများတယ်နော်သူမှာအတွန့်နေမပါဘူးအသက်တွေလည်းမပါဘူးတုတ်ချောင်းလေးတွေကိုပဲဘယ်ဘက်မှာညာဘက်မှာအပေါ်မှာအောက်မှာဒီလိုမျိုးလေးတွေပဲဆက်ပြီးတော့သွားတာများတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ3ခုလေးကိုအခြေခံပြီးတော့တည်ထွင်ခဲ့တယ်ဆိုတဲ့ဟာလေးကိုသိရင်ရပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒါလေးပြီးသွားပြီဆိုတဲ့ခါကျရင်ဒီနေ့ကတော့intro လေးပဲဝင်မယ်ဆိုတော့ဘီးဘယ်နှလုံးရှိတယ်စရဘယ်နှလုံးရှိတယ်ဆိုတဲ့ဟာလေးကိုပြောပြပေးမယ်ပေါ့နော်ဟုတ်ပြီပထမဆုံးဘီးပေါ့နော်ကိုရီးယားတွေဆက်ချင်းကိုရီးယားစာသင်မယ်ဆိုရင်ဆက်ချင်းသင်ရမယ်ကာကြီးခါခွေးလိုမျိုးဟာမျိုးပေါ့နော်သူမှာတော့ခါနာတလာမာပါစာဆိုပြီးတော့ဒီတရားခွက်လေးနဲ့ရှိတယ်အဲ့လိုဆိုတော့အခုညီမလေးတို့မောင်လေးတို့ကဘယ်လိုလေးရေးမလဲဆိုရင်ဘီးဆိုပြီးတော့ခေါင်းစဉ်တက်မယ်ကွန်ဆိုနန်ဘီးဆိုပြီးတော့ခေါင်းစဉ်တက်မယ်ဒီမှာသူက2ပိုင်းခွဲထားပါတယ်ဒီမှာ2ပိုင်းခွဲထားတယ်ဘာဘီလဲဆိုတော့ original ဘီမူလဘီဆိုတဲ့နံပါတ်1ရယ် original ဘီမူလဘီရယ်ပေါင်းဆက်ဘီခွဲထွက်ဘီဆိုပြီးတော့2မျိုးနှစ်စားခွဲထားတယ်ပြန်ပြောမယ်ဘီထဲမှာ original ဘီမူလဘီ14လုံးရှိပါတယ် original ဘီမူလဘီ14လုံးရှိမယ်အဲ့လိုဆိုတော့ဘီလို့ခေါင်းစဉ်တက်မယ် original ဘီမူလဘီလို့ရေးမယ်ဘေးနားမှာ14လုံးဆိုပြီးတော့ရေးထားမယ်14လုံးဆိုပြီးရေးထားမယ်ပြီးရင်နံပါတ်2ကကြတော့ပေါင်းဆက်ပြီးခွဲထွက်ပြီး5လုံးဆိုပြီးရေးထားမယ်ပေါင်းဆက်ပြီးခွဲထွက်ပြီး5လုံးဆိုပြီးရေးထားမယ်နော်အဲ့ဟာလေးနှစ်ခုကိုမှတ်ထားပါ14ရယ်14ရယ်5ရယ်ပေါင်းတော့စုစုပေါင်း16လုံးရှိပါတယ်ဒီစုစုပေါင်းဘယ်နှလုံးရှိလဲ16လုံးရှိပါတယ်
အဲ့လိုဆိုတော့မြန်မာနိုင်ငံမှာမြန်မာဘာသာစကားမှာပြီးဘယ်နှလုံးရှိတယ်30မှာ3လုံးရှိတယ်30မှာ3လုံးရေဒီမှာ19လုံးရေဆိုတော့ तू ကအများကြီးပိုနေတယ်ထောက်ွက်လောက်နေတယ်ပေါ့နော်အဲ့ဆိုတော့ကိုရီးယားစာကိုသင်ရတာပို့ပြီးတော့လွယ်တာပေါ့နော်ကိုရီးယားစာရဲ့ဘီးတွေကိုသင်ရတာဘီးတွေကိုကြက်ရတာတော်တော်ကိုလွယ်ပါတယ်နော်19လုံးလေးပဲရှိတယ်နော်အဲ့လိုဆိုတော့ခုနကလိုမျိုးပဲဘီးလို့နာမည်တက် original ဘီးမူလဘီး14လုံးလို့ရေးမယ်ပေါင်းဆက်ဘီးခွဲထွက်ဘီး5လုံးလို့ရေးမယ် total စုစုပေါင်း19လုံးလို့ရေးထားမယ်ဒီတရားထဲမှာပါတဲ့ဟာတွေကတော့မရေးနဲ့အောင်နောက်ဗီဒီယိုတွေမှာအသေးစိတ်ဒေတာလေးတစ်ခုချင်းစီသင်ပေးပါမယ်နော်ဟုတ်ပြီဘီးလေးပြီးသွားပြီဆိုရင်တရလေးလာပါမယ်တရမှာလည်းဘီးအတိုင်းပဲ original တရမူလတရ10လုံးရယ်ပေါင်းဆက်တရခွဲထွက်တရ17လုံးရယ်ဆိုပြီးတော့စုစုပေါင်း22မှာတစ်လုံးရှိပါတယ်ပြန်ပြောပါမယ်တရဆိုရင် vowel လို့ခေါ်ရပေါ့နော်အင်္ဂလိပ်လိုတော့ vowel လို့ခေါ်တယ်တရထဲမှာဆိုရင်တော့ original တရမူလတရ10လုံးရှိပါတယ်ပေါင်းဆက်တရခွဲထွက်တရ17လုံးရှိပါတယ်နော်အဲ့လိုဆိုတော့ဒီမှာ original လို့ပြောသလိုမျိုးပဲသူကလုံးဝသူ့မှာဘာမှရောနှောတာမပါဘူးမူလပေါ့နော်မူလတွေကနေပြီးခွဲထွက်လာတဲ့တရ10လုံးရှိမယ်ပြီးတော့ပေါင်းဆက်တရဆိုတဲ့သူ့နာမည်တိုင်းပဲဒီဟာတွေကိုတစ်ခုနဲ့တစ်ခုလိုက်ပေါင်းတာလားနော်တစ်ခုနဲ့တစ်ခုလိုက်ပေါင်းထားတယ်ပေါင်းဆက်တရက17လုံးရှိတယ်နော်အဲ့ဆိုတော့ရေးထားပေးမယ်ခုနလိုမျိုးပဲ original တရ10လုံးပေါင်းဆက်တရ17လုံးစုစုပေါင်း22မှာတစ်လုံးရှိပါတယ်ဆိုတဲ့ဟာလေးကိုမှတ်ထားပေးပါမယ်နော်စုစုပေါင်း22မှာတစ်လုံးရှိပါတယ်နော်ဟုတ်ပြီအဲ့လေးကိုလိုက်ရေးထားပေးပါနော်အထဲထဲမှာဇာတ်ထဲမှာရှိတဲ့ဟာတွေတော့ရေးကြမလို့သေးဘူးနောက်ဗီဒီယိုကြီးကြရင်တစ်လုံးချင်းစီပေးစားတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်လိုက်ပြီးတော့မရေးနဲ့အောင်အပေါ်ကခေါင်းစဉ်လေးတွေကိုပဲပေးစားလို့မှတ်ထားမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ကတော့ဒီလောက်ပဲအကြမ်းဖျင်းလေးပြောထားပေးမယ်နောက်ဗီဒီယိုကြရင်တော့ဘီးလေးတွေကိုအတန်ဘယ်လိုထွက်တယ်ဘီးလေးတွေကိုတစ်လုံးချင်းစီဘယ်လိုရေးလဲဆိုတဲ့ဟာလေးတွေကိုဆက်ပြီးတော့သင်သွားမယ်ဟုတ်ပြီနော်ဟုတ်ပါပြီအဲ့ဆိုရင်တော့ဒီနေ့ကတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးထဲမှာတော့ဒီက intro လေးဝင်သွားရပေါ့နော် intro လေးကနည်းနည်းလေးများသွားတယ်ပြီးတော့ဒီ video class လေးကိုတက်ပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်ဒီ video class လေးကိုပေါ့နော်ဒီ video လေးကို like ကြည့်ပြီးတော့တရားလေးစာလေးလည်း like လုပ်ပေးကြပါမလုပ်ဘဲမနေပါနဲ့လို့ပြောချင်ပါတယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်နောက် video မှာတွေ့ကြမယ်နော်တတာအညော